Hello, hello, mình là và đi mà rồi cho nó quay mà còn đi mà mình ta chơi cho nó blue lấy am lấy sao cho nó đã lấy bia bia mà phía đạp bọn nó ta rồi cho nó xa lại à nó mà lấy bút rồi cho nó đi phong lấy à đã mua lấy à rồi mình nấu April lấy phía đạp bọn nó ta rồi mà rồi mà lấy mà rồi cho nó bắt cá vào lấy ô phiêu phù lô vào đấy bắt cá vào lấy phiêu phù rồi đi lô lấy cho nó apu lấy nó nên là chuyện gì baby mà cho nó đã nó plastic bia lấy này thu khoa bị mà nó xoay bị mà cho nó bị chuyện gì xoay khoa lại luôn xem đã đi ấy bắt cá vào lấy đã cho nó lấy cũng này đã biểu ra mà bọn nó đi này mà apu đã mà bây giờ này tiền này đi này khoa chuyện ya đấy đã bị cá vào nó cả yang lấy chút đó mà số lô cho nó luôn đấy đã apu lấy bị chuyện gì baby mà đã khoa đã phía đã bọn nóဒီနေရာမှာ plastic ပြားတုံးလဲရတယ်ကျွန်တော်တန်ပြားအပပလေးတာတုံးလဲရတာပေါ့နော်โอเคကျွန်တော်အပူတွေဖြည်းဖြည်းချင်းစီထပ်ပေးမှနော်မကွာဘူးဆိုရင်ကျွန်တော်ဒါအပူဖြည်းဖြည်းချင်းစီကျွန်တော်ပေးလို့ရှိရင်ဒါလွယ်လွယ်ကူကူနဲ့ဒါကွာသွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒါလေးကွာသွားပြီဆိုရင်တော့ဖြစ်ဒီမှာပြထားတဲ့ဒီ net လေးတွေကိုကျွန်တော်ဖြုတ်ဖို့လိုတာပေါ့နော်ဒီ net လေးတွေကိုကျွန်တော်ကဒါတိချာလေးဖြုတ်ပြီးမှတနည်းအားမှာဒါပြန်သိမ်းထားမှာပေါ့နော်နဲ့လေးတွေကိုတေချာမတိမ်မှုဆိုရင်ကျွန်တော်ပြန်တက်တဲ့ချိန်ဒါနတ်မစုံဘူးတွေပါဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနက်လေးတွေဖြုတ်ပြီးရင်เนาะဒီရဲ့ plastic ပြားလေးကိုကျွန်တော်ကဒါချွတ်ရမှာဖြစ်တယ်เนาะအဲ့ဒါလေးချွတ်ပြီးရင်ကျွန်တော်ကဒီရဲ့ main mother board ပေါ်မှာတင်ထားတယ်ဒီရဲ့เนาะ mother board အခွန်လေးကိုကျွန်တော်ကဒါဖြုတ်ရမှာဖြစ်တာပေါ့เนาะโอเคကျွန်တော်ဒါလေးပြုတ်သွားပြီဆိုရင်ကျွန်တော်ဒီအဆင့်เนาะကျွန်တော်ပြီးသွားပြီပေါ့เนาะအဲ့ဒါလေးပြီးရင်တော့ကျွန်တော် battery socket လေးကိုဖြုတ်မှာပေါ့နော် battery socket လေးတွေကိုကျွန်တော်ဖြုတ်မယ်ဖြုတ်ပြီးလို့ရှိရင်ကျွန်တော်နော်ဒီအောက်ချမ်းကျိုးကိုလည်းကျွန်တော်ဒါဖြုတ်မှာပေါ့နော်ဘယ်အောက်ချမ်းကျိုးဖြုတ်ပြီးရင်ကျွန်တော်နော်ဒီရဲ့ man socket လေးကိုလည်းကျွန်တော်ဒါဖြုတ်လိုက်မှာပေါ့နော်အဲ့ဒါလေးပြီးသွားလို့ရှိရင်တော့ကျွန်တော်battery ဖြုတ်မှာပေါ့နော် battery ဖြုတ်ဖို့ဆိုရင်ကျွန်တော်နည်းနည်းတင်နာရီထည့်ပြီးမှတံပြားလေးနဲ့เนาะဖြည်းဖြည်းချင်းစီကလန့်ပြီးမှဒါကျွန်တော်ဖြုတ်ရင်လွယ်လွယ်ကူကူနဲ့ဒါပဲတီးကပြုတ်တော့မှဖြစ်တာပေါ့เนาะโอเคဒီလိုပြီးတော့ခဏလေးကျွန်တော်ထားမယ်เนาะโอเคအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဖြည်းဖြည်းချင်းစီကလန့်မှာပေါ့เนาะဒီနေရာမှာအချိုနေပါတယ်မတုံးဖို့အရေးကြီးတယ်เนาะဘက်တီပါတယ်ပေါက်ပြီးမှဒါပွင့်သွားမှာပေါ့เนาะအချိုနေပါတယ်နဲ့ထိုးမိလို့ရှိရင်เนาะโอเคကျွန်တော်ဖြည်းဖြည်းချင်းစီတနာရီထည့်မယ်ထည့်ပြီးမှဖြည်းဖြည်းချင်းစီကျွန်တော်တို့ကလော်ပြီးမှဘက်ထရီလေးကိုဖြုတ်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဘက်ထရီလေးလည်းဒါပြုတ်သွားပြီပေါ့နော်ဘက်ထရီလည်းပြုတ်သွားပြီဆိုရင်ကျွန်တော်တို့ဒါတော်တော်လေးအဆင့်ကျွန်တော်တို့ပြီးသွားပြီပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်တို့နောက်ဒီကော်လေးတွေကိုကျွန်တော်တို့ဆွဲခွာမှာပေါ့နော်ကော်လေးတွေကိုကျွန်တော်တို့ဆွဲပြီးမှဇာကနာလေးနဲ့အတာလေးကျွန်တော်တို့ဆွဲပြီးမှခွာမှာပေါ့နော်အဲ့ဒါလေးပြီးရင်ကျွန်တော်မှတစ်ပြန်ထိုင်တော့မှာပေါ့နော်မှတစ်ထိုင်ဖို့ဆိုရင်ကျွန်တော်ဒီနားကြားစကားလေးကိုပြန်တက်မှာပေါ့နော်ဒီနေရာမှာကျွန်တော်ကိုရှင်းတာတော့ဒါကျွန်တော်မပြတော့ဘူးပေါ့နော်ဗီဒီယိုဒါရှင်းသွားမှာဆိုလို့ပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကော်လေးတွေတုံမှာနော်မှတစ်ထိုင်ဖို့အတွက်ကော်ကိုကျွန်တော်တက်ရဲ့တေချာပြန်တုံမှာနော်ဒီနေရာမှာကော်လဲဒါမများစေနဲ့ဒါမနှဲစေနဲ့ပေါ့နော်တက်ရဲ့လေကျွန်တော်တို့ဒါကော်ကိုပြန်ကပ်ပြီးမှပြန်ထိုင်မှာဖြစ်တာပေါ့နော်အဲ့လိုကျွန်တော်ဘေးပတ်ပတ်လည်းကော်တွေတုပ်ပြီးပြီဆိုရင်မှတစ်ကိုကျွန်တော်တို့တေချာလေးပြန်ထိုင်မှာပေါ့နော်โอเคတေချာလေးမှတစ်ကိုကျွန်တော်တေချာထိုင်မှာပေါ့နော်โอเคထိုင်ပြီးလို့ရှိရင်ကျွန်တော်တေကွင်းနဲ့ဒါပတ်မှာပေါ့နော်တေကွင်းနဲ့တေချာလေးကျွန်တော်ပတ်မှာနော်โอเคတေကွင်းနဲ့ကျွန်တော်တေချာပတ်မယ်ပတ်ပြီးလို့ရှိရင်ကျွန်တော်အနည်းဆုံး1နာရီလောက်ကျွန်တော်ထားမှာပေါ့နော်ဒါမှကျွန်တော်မှန်ကော်ဆွဲပြီးမှပြုတ်ကြတာတော့ဘာလို့မှန်ကွာတာတော့ဘာလို့မဖြစ်တော့ဘူးပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်1နာရီလောက်ထားပြီးလို့ရှိရင်တော့ကျွန်တော်တေခွင်းလေးတွေကျွန်တော်ပြန်ချွတ်မှာပေါ့နော်ပြန်ဖြုတ်မှာပေါ့နော်အဲ့ဒါလေးပြီးရင်ကျွန်တော်ဘက်ထရီပြန်တက်မှာပေါ့နော်โอเคကျွန်တော်ဘက်ထရီကိုတခြားလေးကျွန်တော်တို့အထိုင်ကြအောင်ကျွန်တော်ပြန်တက်မှာပေါ့နော်โอเคကျွန်တော်တက်ပြီးရင်အောက်ချမ်းကျိုးကိုကျွန်တော်အောက်ချမ်း socket ကိုပြန်တက်မှာပေါ့နော်အောက်ချမ်း socket ကိုတေချာတက်ပေါ့နော်အောက်ချမ်း socket တက်ပြီးလို့ရှိရင်ကျွန်တော် battery connector လေးကိုလည်းကျွန်တော်ပြန်ပြီးမှသူအထိုင်ကျအောင်ပြန်တက်မှာပေါ့နော်โอเคကျွန်တော်အဲ့ဒါလေးပြီးလို့ရှိရင်တော့ခုနကမာတာဘုတ်ကာဘာလေးကိုကျွန်တော်ပြန်တက်မှာပေါ့နော် โ
ဒါလေးပြီးရင်တော့ကျွန်တော်နှက်ဆုံအောင်ပြန်ပြီးမှဒါစကူနှက်ပြန်ကြက်မှာပေါ့နော်โอเคကျွန်တော်စကူနှက်လဲဒါကြက်ပြီးသွားပြီပေါ့နော်ပြီးတာပြီးရင်ကျွန်တော်အဲ့ဒါလေးပြီးလို့ရှိရင်တော့ fingerprint ကြိုးလေးကျွန်တော်ပြန်တက်မယ်တက်ပြီးရင် fingerprint ကြိုးကိုကာဗာလုပ်ထားတဲ့ဒီတံပြားလေးပေါ့နော်အဲ့ဒီကောင်လေးကိုလည်းကျွန်တော်တို့တီချာပြန်တက်မှာပေါ့နော်โอเคအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဘက်ကပါလဲအတစ်တက်မှာဖြစ်တဲ့အတွက်နော်တေချာလေးကြည့်ပါနော်တချို့တွေကအတစ်လဲဒါအကွဲတွေပါလေပါတက်တာကြောင့်တေချာကြည့်မှာနော်တေချာကြည့်ပြီးရင်ကျွန်တော်ဒီရဲ့ဘက်ကပါအတစ်မှာပါတဲ့ဒီ plastic လေးကိုကျွန်တော်ခွာမှာပေါ့နော်အဲ့လိုကျွန်တော်တေချာကြည့်ပြီးတော့လို့ရှိရင်တော့ကျွန်တော်ဘက်ကပါအတစ်လေးကိုကျွန်တော်တို့ပြန်တက်မှာပေါ့နော်โอเคကျွန်တော်ဖြည်းဖြည်းချင်းစီဖိမယ်ဒီနေရာမှာတအားဖိရင်လဲဒါကွဲတက်တာတော့နော်မှန်နေပါလေလဲကွဲတက်တာတော့ဘာလို့ပြန်ဖြစ်တက်တာပေါ့နော်အရင်မဖိဘူးဖြည်းဖြည်းချင်းကျွန်တော်ဖိမှာပေါ့နော်အဲ့ဒါလေးကျွန်တော်ပြီးလို့ရှိရင်တော့ပါဝါဖွင့်ပြီးမှကျွန်တော်ကဒါတက်ရှိပါလေကြောင်းတော့လားကျွန်တော်တေချာစစ်မှာပေါ့နော်โอเคတက်ရှိပါလေလည်းမကြောင်ဘူးအကုန်လုံးအဆင်ပြေတာပေါ့နော်ဒီလိုပဲကျွန်တော်ရဲ့ channel မှာเนาะဖုန်းနဲ့ပတ်သက်တဲ့နည်းပညာ knowledge တွေကိုကျွန်တော်နေ့စဉ်နေ့မြဲတင်ပေးတော့မှာဖြစ်တဲ့အတွက်เนาะကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe and share လေးလုပ်ပေးဖို့မမေ့ကြပါနဲ့လို့ကျွန်တော်တောင်းဆိုချင်တာပေါ့เนาะတချို့ကဗီဒီယိုအပြည့်တော့ကြည့်တယ် subscribe လုပ်ဖို့အတွက်မေ့နေကြတာပေါ့เนาะအားလုံးကိုတောင်းဆိုချင်ပါတယ်เนาะကျွန်တော်ကို subscribe လေးလုပ်ပြီးမှအားပေးလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye